ကိုရီးယားသမီးလေးမိန်းမပြီးတတ်တာကိုအိတ်နေတာပါဆိုတော့အိတ်မောကြနေပါတယ်ဒါလေးကကိုကိုလေးအိတ်နေတယ်ယောက်ျားလေးဆိုတော့အဲ့လိုမျိုးလေးအိတ်နေတာတော့သမီးကပြောလို့အမဲခြေထောက်ကလေးချိတ်ပြီးတော့အိတ်နေသမီးကရှက်တတ်တယ်ပေါ့အမေပြောလိုက်လို့အမလေးအမေအတန်ကြားတယ်ပေါ့နားလုံပြဟဲ့လားသမီးအစာဘူးနားမှာအိတ်တာလားသမီးဟုတ်လို့သမီးအမေသမီးလေးချစ်စီရလေမသားလေးကလည်းလုံပြရမေချွဲတာသားလေး